Hey guys, အားလုံးပဲမင်္ဂလာပါရှင် Viewers TV ကသူပါဒီနေ့ကတော့ဖူးဘော်ကြီးဟိုကောက်ချေလန်နေရတဲ့25ဖြစ်သွားပါပြီရှင်။ကဲဒီနေ့ကတော့ကြာသမီးနေ့လေးဖြစ်ပါတယ်ရှင်။ကောင်းတဲ့နေ့လေးလည်းဖြစ်ပါစေ။ကောင်းတဲ့နေ့လေးရကြပါစေရှင်။ဒီအခုဆိုအပြင်မှာအရန်နေဆိုတွေ့ရတဲ့ရောက်လာပြီအရန်နေလည်းပူလာပြီပေါ့နော်။ဒါကြောင့်မလို့ပြသွားတဲ့ခါမှာထီးရေဘူးတွေပေါ့နော်။ထီးကိုရေဘူးတို့ယူသွားဖို့မမေ့နဲ့နော်ပြီးလို့ရှင်စမ်းခရီးလည်းနေဖို့မမေ့နဲ့နော်။ကဲဒါဆိုလို့ရှိရင်နော်ဒီနေ့တူတူပဲဒီဖူးဘော်ဒီကောက်လေးကိုလိုက်ကြမယ်ပေါ့နော်။ကိုကဒီဗီဒီယိုလေးကိုစီထားလို့လည်းရတယ်ရှယ်ထားလို့လည်းရတယ်ထောင်းထားလို့လည်းရပါတယ်ရှင်ကိုအားတဲ့ချိန်မှာပဲပြန်ဆောလို့လည်းရပါတယ်ရှင်ဒီနေ့ဆိုလို့ရှိရင် grade 25လေးတောင်ဖြစ်သွားပါပြီရှင်ကဲပေါ့နော်လုံရင်နေပေါ့နော်ကဲသူကဆိုအခုမှတော့ကြောရှော်လေးသင်္ကန်းလေးခြေစုံဝင်ပေးထားပါတယ်ကြောရှော်လေးသင်္ကန်းလေးမှာအကြောရှော်လေးသင်္ကန်းလေးဝင်ပေးပြီးပါပြီဆိုလို့ရှိရင်တော့အရင်ဒီသင်္ကန်း10မျိုးပေါ့နော်10မျိုးလည်းဝင်ထားပေးပါတယ်တစ်မျိုးကို15ချိန်3ကြောတွားနိုင်တယ်လို့17ချိန်3ကြောလည်းတွားနိုင်ပါတယ်ရှင်ရတဲ့လူကတော့15ချိန်3ကြောဝင်ပေးပါမရတဲ့လူကတော့17ချိန်3ကြောဝင်ပေးလို့ရပါတယ်အခုမှပထမဆုံးဆက်ဆော့တယ်ဒီပါဒီလိုချိန်ကလည်းတစ်ခါမှမလုပ်ဘူးလေလူဆိုလို့ရှိလို့ရှင်10ချိန်3ကြောကနေစပြီးဝင်လို့ရပါတယ်10စနစ်ပေါ့နော်10ချိန်3ကြော17ချိန်3ကြောကအနေဝင်ပေးလို့ရပါတယ်ရှင်ကိုကလေ့ကျင့်ခန်းကကိုကတစ်ခါမလုပ်ဘူးလေဆိုတော့အေးပြီးလည်းမမှန်လေးပဲလုပ်ပေးဖို့ပဲလိုပါတယ်ရှင်ဒါကြောင့်မလို့ကိုကလေ့ကျင့်ခန်းကိုမနေ့ပိုင်းလုပ်နေ့ခင်းပိုင်းလုပ်ပေါ့နော်ညနေပိုင်းလုပ်ပဲချိန်ပဲလုပ်ပေါ့နော်အဓိကလုပ်နေဖို့ပဲလိုတာပါရှင်ကဲကိုကတော့ချက်မင်းချက်လေးဝင်ပေးထားပါတယ်ချက်မင်းချက်မှာတော့ချက်မင်းချက်လေးဝင်ပေးထားပါတယ်15ရက်3ကြောပေါ့နော်လုပ်နိုင်တယ်ဒီကမျိုးဒီဟာကိုလေကိုနဲ့ဒီအောင်လုပ်နိုင်တယ်ဆိုလို့ရှိရင်တော့အချိန်15ရက်3ကြောလုပ်ပေးရမရတဲ့လူကတော့17ချိန်3ကြောဝင်ပေးလို့ရပါတယ်ရှင်တကယ်ဒုတိယတစ်မျိုးအနေနဲ့ဓာတ်လုံးလေးကိုအပေါ်ဒီဒူးလေးကိုပေါ်ညွှန်တက်မယ်လက်မောင်းလေးလေးပါတယ်ပေါ့နော်ဒါလေးက2မျိုးဆက်လေးပါပညာမှာ1သွားထားပေးပါတယ်ဒါကို15ချိန်3ကြောလုပ်လို့ရပါတယ်15ရက်3ကြောနိုင်ရင်တော့15ချိန်3ကြောကနေပြီးတော့17ချိန်3ကြောဝင်ပေးလို့ရပါတယ်ရှင်ကဲသူကဒီချိန်ကတခုပြီးတော့ဆက်ဆက်တဲ့အမောဖြစ်ပေါ့နော်ဒီဗီဒီယိုလေးကပညာဒါနလေးနဲ့သူကမျှဝေပေးရဖြစ်ပါတယ်ရှင်အဓိကအားဖြစ်ပေါ့နော်ဒီအိမ်တော်ရှင်မတွေပေါ့နော်အိမ်တော်ရှင်မတွေအတွက်အဓိကယူပြီးလုပ်ပေးတာဖြစ်ပါတယ်ချိန်မသွားခြင်းလူနဲ့အတူသမီးတွေရောချိန်သွားဖို့ချိန်မရှိဘူးသမီးတွေအတွက်အိမ်မှာပဲဓာမယ်လုံးတစ်စုံဓမ္မမို့ရေးသားမှုတစ်စုံရှိအောင်နဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုကျမ်းမာတဲ့ခန္ဓာကိုယ်လက်ပါတဲ့ခန္ဓာကိုယ်ဖြစ်အောင်လုပ်လို့ရပါတယ်ရှင်အဓိကစိတ်ပဲပေါ့နော်အဓိကစိတ်ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဖူးဘော်ဝေါကောက်လေးကိုအားလုံးကိုလုပ်ဖို့ဖိတ်ခေါ်ပါတယ်ရှင်သိချင်တာလေးရှင်နဲ့အောက်က comment မှာရေးထားလေးလို့ရပါတယ်ရှင်ဒါမှမဟုတ် TikTok ချက်ပေါင်းကိန်းပါဖိုက်ပါမှာလည်းလာရောက်ပြီးတော့လည်းအသေးစိတ်ဆွတ်သွယ်ပေးခြင်းလို့ရပါတယ်ရှင်အားလုံးပဲစီစဉ်ပြီးကျမ်းပါပြီးလှမ်းပါကြပါစေရှင်နောက်ထပ်ပတ်တူဗီဒီယိုမပြတ်ဆုံးပါအောင်မယ်ရှင်အားလုံးပဲကျေးဇူးပါရှင်အားလုံးကိုလိုက်ပါအားလုံးအဆင်ပြေကြပါစေရှင်